Hello အားလုံးမင်္ဂလာပါမမောအာမေးနီးယားမပြန်ခင်မှာတွားပစ်ခဲ့တဲ့နေရာလေးအချို့ကိုဒီနေ့မှာတော့ပြပေးချင်ပါတယ်ပထမဦးဆုံးတွားပစ်ခဲ့တဲ့နေရာလေးကတော့ Noravat Monastery လို့ခေါ်ပါတယ်အနီအောင်ရှိတဲ့ထုံကျောက်တွေဝန်းရံထားပြီးတော့အလယ်မှာဘီတုကလက်ရမြောက်တဲ့ဘုံကြီးကျောင်းကြီးတည်ရှိတဲ့နေရာဖြစ်ပါတယ်။နေထွက်ချိန်နဲ့နေဝင်ချိန်တွေမှာအရန်လှပြီးတော့ကျင်းနီအောင်တန်းနေတဲ့နေရာကြီးလို့လည်းနာမည်ကြီးပါတယ်။အခုမမွန်ပြတဲ့ကျောင်းဝင်းထဲကပုံစံကတော့ဒီ Noravat ရဲ့အထဲထဲကကျောင်းဝင်းရဲ့ဘီတုကပုံစံမျိုးမဟုတ်ဘူးပေါ့နော်။အာမေးနီးယားမှာရှိတဲ့ဘုံကြီးကျောင်းတစ်ခုရဲ့အတွင်းပိုင်းကဘလို့အပြင်စင်မျိုးရှိရဲဆိုတာမမွန်ကပြချင်တဲ့အတွက်ကြောင့်မလို့ Noravat တော့မဟုတ်ဘူးတခြားကျောင်းတစ်ခုရဲ့ပုံစံလေးတွေကိုမမွန်ရိုက်ပြတာပါ Noravat မှာကသူ့ရဲ့ဒီဂျင်းနီအောင်လွှမ်းနေတဲ့နေရာဒေသတွေအပြင်ကိုကားနဲ့ဝင်လာခြင်းအစကနေစပြီးတော့ဒီကားလမ်းမတက်လျှောက်ကလုံးဝရင်သက်ရှုမောအရန်ကိုကြည့်လို့ကောင်းတဲ့ view တွေပဲဖြစ်ပါတယ်Noravat ရဲ့မနီးမဝေးနေရာမှာတည်ရှိနေတဲ့နောက်ထပ်အထင်ကြီးနေရာတစ်ခုကတော့ကမ္ဘာရှေးအကျဆုံးဝိုင်ချက်စက်ရုံကြီးပဲဖြစ်ပါတယ်။ပေါင်6000ကျော်တက်တန်းရှိပြီဖြစ်တဲ့ဒီဝိုင်ချက်စက်ရုံကြီးမှာပေါ့နော်။ကမ္ဘာရှေးအကျဆုံးလူလုတ်ထားတဲ့တရေဖက်နှက်ကြီးတစ်ခုကိုလည်းသူတို့တွေ့ခဲ့ရပါသေးတယ်။အခုမမွန်ပြနေရတဲ့ဒီမြေအိုးတွေကတော့သူတို့တွေဝိုင်ချက်တဲ့နေရာမှာအသုံးပြုခဲ့တဲ့မြေအိုးတွေပဲဖြစ်ပါတယ်။မမွန်တို့နောက်ဆုံးအနေနဲ့သွားလည်ပစ်ခဲ့တဲ့နေရာလေးကတော့လူသားတွေကကြောက်ခစ်ကနေပြီးတော့အခုရှိနေတဲ့1950ဝန်းကျင်အထိလူတွေနေထိုင်အသုံးပြုခဲ့တဲ့ကြောက်ကူအိမ်တွေကိုမမွန်တို့သွားခဲ့တာပဲဖြစ်ပါတယ်ဒီ Hanzorak လို့ခေါ်တဲ့နေရာဟာဆိုရင်လည်းအာမေးနီးယားနိုင်ငံမှာတကယ်ကိုထူးခြားပြီးသမိုင်းဝင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တောင်ဆောင်မှာသူတို့တွေကသဘာဝအတိုင်းရှိနေတဲ့ကြောက်တုံးတွေကိုလူနေအိမ်တွေအဖြစ်အသုံးပြုလို့ရအောင်သူတို့ကိုယ်တိုင်လက်တွေနဲ့တူးဖော်ပြီးတော့စောက်လုပ်ထားတဲ့ဂူအိမ်တန်းရွာကြီးတစ်ခုပေါ့နော်အခုမမအနောက်မှာရှိတဲ့နေရာကြီးကဂူအိမ်တန်းရွာကြီးပဲဖြစ်ပါတယ်